အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ page lab သုံးပြီးတော့အမေနဲ့စာတွင်းနေပုံပြတော့မှာဖြစ်ပါတယ် page lab မရှိတဲ့သူတွေတော့play store ရ google က download လုပ်လို့ရပါတယ်ဒီ file လေးပါနော်ကျွန်တော်ဒါဆိုဒီ file လေးကိုဝင်နိုင်မယ် offline လုပ်လို့ရပါတယ်ကျွန်တော်လုံးမဲ့ဆိုရင်အမေနဲ့စာတွင်းမှာနော်အမေနဲ့စာတွင်းပြီဆိုကျွန်တော်ပုံပမာဆုံးရွေးပြရမယ်ကျွန်တော်လုပ်ထားတာလေးတော့ရှိတယ်ကျွန်တော်ပြမယ် project ကျွန်တော်လုပ်ထားတဲ့ပုံဒီမှာဒီလိုမျိုးတွင်းနေလေကျွန်တော်ပြမယ်ကျွန်တော်နောက်တစ်ပုံလုပ်လိုက်အောင်မယ်ကျွန်တော်လုပ်မယ်ကျွန်တော်ဒီခုလုပ်မယ်ဟာလေးကတော့နည်းနဲ့စာတွင်းလေးလုပ်မှာပဲဖြစ်ပါတယ်ပမာဆုံးကျွန်တော်တို့စာကိုရဲ့ idol ဖြစ်ဖြစ်ကိုရဲ့ချစ်သူလေးဖြစ်ဖြစ်တငယ်ချင်းပဲကိုနာမည်ဖြစ်ဖြစ်ကျွန်တော် test ကိုဝေးရပါမယ် test ကိုရေးရပါမယ်ဒီအောင်ထားမယ်ကျွန်တော်ဒီများဒီမှာခေးတယ်လေးရှိတယ်ခေးတယ်လေးဒီခေးတယ်လေးကိုဟုတ်တယ်ဒီခေးတယ်လေးကိုကျွန်တော်ဖိလိုက်ရမယ်ခေးတယ်လေးကိုဖိမယ်အဲ့ဒါကျွန်တော်idol ရေးပြီးကိုရေးချင်တယ်ကိုရေးပါကျွန်တော် CR7 ကျွန်တော်ဒီတော့ CR7 လို့ရေးလိုက်မယ်CR7 ရေးပြီးကျွန်တော်ဒါကိုရှင်းရမယ်ဝင်ရှင်းရမယ်ဝင်အကြီးရှင်းမယ်အကြီးဝင်ကိုလိုတို့ယူလို့ရတဲ့ site တွေကိုတော့ဒီလောက်ပဲထားလိုက်တော့မယ်ဒီလောက်ထားမယ်ကျွန်တော်ဒီလောက်ထားပြီးကျွန်တော်လိုရမှာကတော့ဒီလောက်ထားပြီးကျွန်တော်ပေဂျင်းလေးလုပ်ပြရပါမယ်ပေဂျင်းလေးကိုကျွန်တော်ကဒီမှာပေါက်ပါတယ်ဒီမှာပေါက်လေးပါတယ်နော်ပေါက်လေးပါတယ်ဒီပေါက်လေးကိုနှိပ်ပြရပါမယ်ကျွန်တော်ပေါက်လေးကိုနှိပ်မယ်ပေါက်ခုနှစ်လောက်လုပ်ပြမယ်ခုနှစ်လောက်လုပ်ထားမယ်ကျွန်တော်ရပြီဒါဆိုနေလေးကိုချင်းလိုက်ကျွန်တော်ပြီးရင်ကျွန်တော်ဖောင်းလေးလုပ်ပြရမယ် EV ဖောင်းဆိုတာရှိတယ်ဒီမှာ EV ဖောင်းဒီမှာဒီဟာလေးကိုနှိပ်မယ်ကျွန်တော်ကိုလိုရွှေလေးဖောင်းယူမယ်ကျွန်တော်ကလုပ်ပြထားတယ်ကျွန်တော်ဒီဖောင်းလေးကိုယူလိုက်မယ်ဒီမှာ shortcut ကျွန်တော်လုပ်ထားတာမဟုတ်ကျွန်တော်ယူထားတာ shortcut ဖောင်းလေးကိုယူလိုက်နေတာဖြစ်သွားတယ်ကျွန်တော်ပြီးတော့ကျွန်တော်တို့လုပ်ရမှာကတော့ stroke လုပ်ပြရမယ် stroke ကိုလုပ်ပြရမယ်ဆိုတော့ဒီမှာ ever off ဖြစ်နေတယ်ဒါကိုဒီဟာကိုဖွင့်လိုက်ရမယ်ဒါကိုဖွင့်ရမယ်ဖွင့်လိုက်ပြီကျွန်တော်ကိုလိုရှင်နဲ့စာကိုရေးလို့ရတယ်ဒီမှာ garden ဆိုတာလေးရှိတယ် garden ရဲ့ချက်ကျွန်တော်အရောက်ဆက်တာဒီမှာကြည့်ဒီလိုမျိုးကျွန်တော်ဒီလိုမကြိုက်တော့ဒီလိုပဲလုပ်လိုက်မယ်ကျွန်တော်အနီးရောက်အမေရောက်လုပ်လိုက်မယ်တော့ဒါဒီမှာ stroke which ဆိုတာရှိတယ်ဒီမှာအပေါက်ပေါက်လေးရှိတယ်ဒီပေါက်လေးကိုနှိပ်မယ်ဒီပေါက်လေးကိုလည်းခွန်ဒီ80ထားမယ်80ထားပြီးရင်ကျွန်တော်ဒီမှာအမဲချစ်လိုက်မယ်အမဲချစ်ပြီးကျွန်တော်ကလုပ်ဖို့ဟာလေးကတော့ပုံထည့်ရမှာကျွန်တော်အရေးကြီးတာပုံထည့်ရမယ်ပုံထည့်မယ်ဆိုတော့ကျွန်တော်ဒါလေးကိုနှိပ်မယ်ဒါလေးကို text choose ဆိုတာရှိတယ်အေးဟာလေးကိုနှိပ်မယ်ဒီမှာပေါ်လာကျွန်တော်ဒါကိုနှိပ်မယ်ဒါလေးကိုနှိပ်ပြီးရင်ကျွန်တော်ကိုထိရှိတဲ့ပုံကိုထိရမယ်ကျွန်တော်ကထိမဲ့ဟာလေးကကျွန်တော်ဒီပုံကိုထိလိုက်မယ်ကိုလိုရှင်တဲ့ site ကိုရေးရမယ်ကျွန်တော်ဒီလိုပဲထိလိုက်တော့မယ်ကျွန်တော်ဒီလိုထိဒီမှာပေါ်လာပြီဒီလိုကိုကဒီလိုမျိုးမကြိုက်ဘူးရွေးရှင်နေဆိုလို့ရသေးတယ်ရွေးရှင်နေဆိုတော့ever on ကို on လုပ်ပါမယ်ကိုရွေးရှင်ပဲယူလို့ရတယ်မြင်နေနော်ယူလို့ရတယ်ဒီလောက်ထားလိုက်ရပြီကျွန်တော်ဒီလောက်ထားလိုက်မယ်ကျွန်တော်ဒီလိုဆိုလို့မလာဘူး
ဒီလောက်လုပ်ပေးလိုက်ပြီနော်ကျွန်တော်ကဒီလိုလုပ်ပြီးကျွန်တော်အမေကိုချိလိုက်မယ်အမေလှုပ်လိုက်မယ်အမေလှုပ်ပြီးကျွန်တော်ကဒီမှာပေါ်ကနေနဲ့လောက်ဟောင်းနေလို့ပဲအရိတ်ထိမယ်ရှေးတို့ထိမယ်ရှေးတို့ဆိုတဲ့အားလေးရှိတယ်ရှေးတို့ဒီရှေးတို့လေးကိုနှိမ့်မယ်အဖေကိုအောင်လုပ်ပါမယ်ကျွန်တော်နင်းလောက်ထွက်လာတယ်နော်အဲကျွန်တော်ဟိုဒါကိုကျွန်တော်ကစိတ်ချိုက်လို့ရတယ်ဒီမှာကျွန်တော်ဒါကို80လောက်ထားမယ်80လောက်ထားပြီးကျွန်တော်အမေကိုနှိမ့်မယ်အမေကိုနှိမ့်ပြီးကျွန်တော်ကစားလို့ချားနေရင်လည်းလုပ်လို့ရတယ်မစပန်စီဆိုတာရှိတယ်သူကမှကတ်တာခွေးတာဆိုတာရှိတယ်ကျွန်တော်ကမလုပ်တော့ဘူးနော်မလုပ်တော့ဘူးတို့မှကတ်တယ်ဆိုရင်လည်းရတယ်ကျွန်တော်ဒီလိုမျိုးရပြီဆိုတော့ကျွန်တော်ဒါကိုကျွန်တော်လုံးမသွားလာကတော့ဒီလိုပါပဲဗျာစားတဲ့ရုပ်ကောက်မယ်ဆိုလို့ရတယ်ဒီမှာကောက်လိုက်မယ်မကောက်ဘူးဆိုလို့ရတယ်ဒါဆိုရပြီနော်ဒီဗီဒီယိုလေးကတော့ဒီလောက်နဲ့ဆုံးသက်လိုက်ပါအော်မချစ်တော့ဒါကိုကျွန်တော်ကယူရှိနေဆိုရင် body မှာရှိတယ် body ထဲမှာဖိုင်လေးဆိုတာရှိတယ်ဒီဖိုင်လေးကိုနှိမ့်မယ်ဥမာကိုကဒီဘက်ကိုgrill လေးထဲကိုတခါလေးပုံမလားဒီဘက်ကို project အနေနဲ့ပဲထိထားမလားနော် project အနေနဲ့ပဲထိပေးထားမယ်နော် project ဆိုတာရှိတယ် project ဒီထက်က set project ဆိုတာရှိတယ်ကျွန်တော်ဒါ set project ကိုထည့်မယ်တော့ဒီနာမည်ကိုပြလို့ထားမလဲကျွန်တော် CO7 ပဲထားလိုက်မယ် okay ရပြီအဲဆိုကျွန်တော်ဗီဒီယိုကဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါတော့မယ်အားလုံးကြည့်ရှုခဲ့တဲ့လူတွေပရိသတ်တွေကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်